အားလုံးပဲမင်္ဂလာပါဒီသပင်လေးတွေကတော့ကိုထုံးကိုယုံကြည်နဲ့အိမ်ကနေကိုယ်တိုင်သူတို့ကိုယ်တိုင်ညှက်ပြီးကြမှာကိုထုံးစီကိုလာရောက်တဲ့သပင်လေးတွေဖြစ်ပါတယ်ပေါ့နော်ဒီသပင်လေးတွေရောမဝယ်ဘူးလားဆိုဝယ်ပါတယ်ဈေးကောင်းရလားဆိုဈေးကောင်းလည်းရပါတယ်ဒီကြိုက်ဆိုပေမဲ့ကိုထုံးစီမှာ4သိန်းကျော်လေးရတယ်အလိုလေးကတော့2သိန်းကျော်ရတယ်နော်ဒါကြောင့်မို့လို့သပင်တွေကဘလို့ဈေးပေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသပင်တွေကိုတတ်မှတ်ထားတဲ့ဈေးနှုန်းတွေရှိပါတယ်15လက်မှပဲဈေး16လက်မှပဲဈေးလက်မှ20ပဲဈေးလက်မှ30ပဲဈေးဆိုပြီးတတ်မှတ်ထားတာတွေရှိရပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကသပင်လာလို့ရှိရင်ဟာဒီသပင်ကဘယ်နှလက်မှရှိတယ်ပဲစီနောက်တစ်ခုကကျတော့ပတ်စံတွက်ရမယ်ဆိုရင်သူ့အလေးချိန်ဘယ်နှချက်သားရှိလဲဆိုတော့တွက်ရတယ်ပေါ့နော်6ချက်သားရှိရလား6ချက်ခွဲရှိရလား9ချက်ရှိရလားဒီမှာကျွန်တော်တို့ကကတ်တားကြီးအလေးချိန်နေနဲ့အတိအကျကိုတွက်ချက်ပေးတာနော်ကျွန်တော်တို့ကစိတ်မှန်းနဲ့လည်းမတွက်ဘူးလက်မှန်းနဲ့လည်းမတွက်ဘူးဒီတိုင်းပဲဆက်ကတ်တားပေါ့နော်တင်ပြီးတော့5ချက်သားရှိ5ချက်သားပို့ပေးလိုက်တယ်6ချက်သားရှိ6ချက်သားပို့ပေးလိုက်တယ်ဒါကြောင့်မလို့သပင်တွေကထူတယ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကထူလို့ပေးလိုက်တာလည်းမဟုတ်ဘူးပါလို့ပေးလိုက်တာလည်းမဟုတ်ဘူးထူလို့30သားရှိ30သား20သားရှိ20သားပို့တွက်ချက်ပြီးတော့ပေးလိုက်တာဖြစ်ပါတယ်သပင်တွေကောက်လို့ကျင်နေဆိုရင်တော့မန်လေးမှာကိုထုံးရှိပါတယ်ကိုထုံးကဆိုင်ယခုပေါ့နော်ဆိုင်ဖွင့်ထားပါတယ်60နှစ်ကြောကတ်3940ကြားလိမ့်မှာပေါ့မနေ့ကနေပြီးတော့ညနေ3နာရီခွဲထိဖွင့်ပါတယ်နောက်တစ်ခုကပေါ့နော်9:45ဒီမှာကျတော့ညနေ3နာရီခွဲကနေပြီးတော့ညနေ6ခွဲ9နာရီထိဖွင့်နေပေါ့နော်နီးရဆိုင်လေးမှာရောင်းလို့ရပါတယ်ဆိုင်လေးကိုမလာခင်ဖုန်းကြိုဆက်ပေးပါဖုန်းနံပါတ်လေးကတော့39946060ဖြစ်ပါတယ်သပင်တွေဈေးကောင်းလို့ခြင်းနေဆိုရင်တော့ကိုထွန်းစီကိုလာရောက်ပေးဖို့မြင့်တာရက်ခံပါတယ်နောက်တစ်ခုကယုံကြည်မှလာခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်